တန်ချစီကိုမှတန်ချစီထိုးတဲ့အခလီအက်ဒီအကြောင်းပြောပြမယ်ပေါ့နော်ဘေးအရွယ်မှာဘေးအက်နဲ့ထိုးတယ်ဆိုပြီးတော့ကျွန်တော်ပြောပြပေးမှဖြစ်ပါတယ်ဟုတ်ကဲ့ဝက်ကလေးပေါ့နော်45ရက်သားဝက်ကလေးဆိုရင်ဒီ20ကြီးဒီအခလီသုံးပါတယ်45ရက်သားဟိုကြားထဲမှာပေါ့ဗျာဟိုကျဲ30သားကိုဒီတန်တက်အားစီးထိုးပေးတယ်ဆိုရင်လည်းကျွန်တော်ဒီ20ကြီးနဲ့ပဲထိုးပေးပါရပေါ့နော်ဒီ20ကြီးဒါဝက်ကလေးထိုးတဲ့အခလီပါနော်ဒီအခလီထိုးပါတယ်ဟုတ်ဝက်လက်တီဆိုရင်တော့ကျွန်တော်ဒီ16ကြီးထိုးပေးပါတယ်ဒါဝက်ကြီးရေပေါ့နော်ဝက်မကြီးရေဝက်အကြီးရေဆိုရင်တော့ဒီအရှိထိုးပေးပါရပေါ့နော်ဒီတကယ်တော့တန်ချသေးဆိုတာဗျဟိုအည်ပြားအောက်ထိုးသေးဖြစ်တဲ့အတွက်သူ့ကဒီဟာမျိုးအတူ16ကြီးအဲ့ဒါမျိုးနဲ့ထိုးတာပိုအဆင်ပြေတယ်ဗျဟိုကိုစီမာဒီအက်ကတစ်မျိုးတည်းရှိရဲဆိုရင်တော့ဒီ16ကြီးနဲ့ပဲနှစ်ဖက်ဟိုအားစီရောတန်စီရောနှစ်ခုထိုးလိုက်ပေါ့နော်ဟိုအားစီအားလုံးနှိပါတော့ဒီအားစီအားလုံးနှိပါကဟိုအသားစီးတွေဖြစ်တဲ့အတွက်ဟိုအရှိနဲ့ထိုးလို့ရတယ်အရှိကိုပေါ့နော်စောင်းပြီးထိုးလိုက်ရင်ကိုအဆင်ပြေရပေါ့နော်ဟိုဒီတန်ချသေးရတော့အဲ့တူမှာနည်းနည်းလောက်45ဒီဂရီလောက်စောင်းပြီးထိုးတာပို့အဆင်ပြေလိမ့်မယ်ဗျနော်ဟို